ဟိုမှာသူတို့တွေဆွဲထုတ်တာတွေဩဇာဟစ်တန်တွေအကုန်ကြားနေရတာပေါ့လေကဲပါယူပါပေါ့ဒီလားမြတ်တာအပြည့်နဲ့ရှင်းသမီးမကြအကုန်ကျွေးကြတာပဲကိုတက်လိုက်တဲ့ဟာပေါ့လေဒီကျမတရင်တုံးတာကတော့ဆရာလေးအပားရေ54ပါးတရင်တုံးတယ်ပြန်တော်မူတော့တာကတော့14ပါးအသက်ရှိထင်ရှားရှိနေတာတော့အခုအပား40ရှိပါတယ်အပား40ထဲမှာဆရာလေး3ပါးတန်ရာရရှိထားတယ်3ပါးထဲမှာတန်ရာရရှိထားတာတစ်ပါးကတော့ခြေထောက်ဖြတ်လိုက်ရတယ်အခိုင်နှုန်းအနေနဲ့ပြောမယ်ဆိုရင်တော့90%လောက်ရှိပါတယ်ဒီတိုက်ထဲကနေသဖြေဌာနကိုသွားဖြစ်ရင်းနဲ့သဖြေဌာနပြူကြတဲ့ထဲပါသွားတာကတော့စရင်ကောက်လို့ရရှိပြီးအတီးပြုတ်နိုင်တာ22ပါးရှိပါတယ်စကားစကနေပြီးတော့ပေါ့နော်အချိန်မီကူညီမယ်ဆိုရင်လူတွေရဲ့အသက်တွေရှင်နိုင်တယ်ပေါ့လေခုဟာကသူတို့ကအချိန်မီလည်းမကူညီဘူးဟိုရန်ရာပိုင်းဆိုင်ရာပစ္စည်းပိုင်းဆိုင်ရာလည်းဘာမှအကူအညီမရှိတဲ့ခါကျတော့မတည်သင့်ပဲနဲ့လူတွေအသက်ပေါင်းမြောက်များစွာတည်လိုက်ရတယ်ပေါ့ဒါကလည်းစစ်ကောင်စီရဲ့ပေါ်ရော်မှုနဲ့ဂယုမဆိုင်မှုတွေအများကြီးကြောင့်လည်းအများဆုံးတည်ကုန်ကြတယ်လို့ကျွန်တော်တို့ဒီလိုပဲယူဆပါတယ်